တစ်ချိန်ကအသက်9နှစ်အရွယ်ကလေးငယ်တစ်ယောက်အနေနဲ့စစ်မှတ်မီးတွေကြားထဲကနေအသက်လူပြီးမလေးရှားပြည်ပေါ်ကိုဒုက္ခသည်တစ်ယောက်အဖြစ်ခြေချခဲ့ရပူပါတယ်ဒုက္ခမျိုးစုံဆင်းရဲမှုမျိုးစုံကိုရုန်းကန်ခဲ့ရတဲ့အဲ့ဒီကလေးငယ်ဟာအခုဆယ်စုနှစ်တစ်ခုအကြာမှာတော့ကမ္ဘာအဆင့်မြင့်ဆုံး USCC မြင့်ထက်ကချန်ပီယံကားဘက်ကိုတိတ်ခါရှိရှိစုခူးပြီးမလေးရှားမြေပေါ်ကိုကမ္ဘာချန်ပီယံတစ်ယောက်အနေနဲ့ခန်းခန်းနာနာပြန်လဲခြေချလာခဲ့ပါပြီသူကတော့ကျွန်တော်တို့မြန်မာပြည်ရဲ့ဂုဏ်ဆောင်ကျော်ရှုဝါပန်ပါပဲလွန်ခဲ့တဲ့ရက်ပိုင်းတွေကျင်းပခဲ့တဲ့ USC 328မှာဂျပန်ထိပ်သီးထားချိုထဲရာကို၅ချီမြောက်မှာအလဲထိုးပြီးချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့တဲ့ကျော်ရှုဝါပန်ဟာအနားပင်မယူပဲအရှေ့တောင်အာရှကသူ့ရဲ့အမာခံဖန်တွေနဲ့တွေ့ဆုံမှုမလေးရှားကိုရောက်ရှိလာခဲ့တာပါမလေးရှားရောက်မြန်မာပြည်သူတွေနဲ့ချင်းတိုင်းရင်းသားညီကိုမောင်နှမတွေရဲ့ကြိုးဆိုမှုကတော့လေစိတ်တစ်ခုလုံးကွဲထွက်မတတ်ပါပဲချင်းပြည်နယ်ဟာခါမြို့ကနေကမ္ဘာအဆင့် USCT ရောက်လာဖို့ဆိုတာမလွယ်ကူပါဘူး American Houston ကိုရောက်တဲ့အချိန်ကစပြီးဘဝကို ANA တဲ့ပုံဝန်းခဲ့တဲ့ဘန်ဟာအခုဆိုရင်အသက်20ကျော်အရွယ်လေးနဲ့တင် USC ရဲ့လျှက်စီးလိုမြန်ဆန်တဲ့ဘာကစင်ကွက်တွေကြောင့်ကမ္ဘာကထိတ်ထိတ်ပြပြကြောက်ရတဲ့ကစားသမားဖြစ်လာခဲ့ပါပြီသူကဘလောက်ပဲခက်ခဲတဲ့ဘဝကလာပါစေစိတ်တက်မကြပဲကြိုးစားရင်ဒီနေ့ချန်ပီယံဖြစ်နိုင်တယ်ဆိုတာကိုအခုလိုလက်တွေ့သက်သေပြသွားခဲ့တာဖြစ်ပါတယ်အခုမလေးရှားဖန်ခီးစဉ်အပြီးမှာတော့ထိုင်းနိုင်ငံကိုလည်းတွားလက်ဦးမယ်လို့သိရပါတယ်ချန်ပီယံဂျော့ရှုဝါပန်ဟာသူ့ရဲ့အဓိကပြိုင်ဘက်ဟောင်းဖြစ်တဲ့ Orlando Panther နဲ့ဒုတိယအကြိမ်စိန်ခေါ်ပွဲ rematch အတွက်ပြန်လည်လေ့ကျင့်ရင်းဆက်လက်ပြင်ဆင်သွားဖို့ရှိနေပါတယ်မြန်မာပုံဆောင်ချန်ပီယံတယောက်ဒီထက်မကအောင်မြင်ပါစေကြောင်းဆုတောင်းပေးရင်ငယ်ချင်းတို့ပေါ်ဘယ်လိုမြင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ